ကိုကြီးကျော်ဟာမြမရိုးရ3-18 မိနစ်တွင်အလွန်ထင်ရှားသောနတ်တစ်ပါးဖြစ်ပါသည်ကိုကြီးကျော်သည်ပကံခေတ်အလောင်းစီသူမင်းကြီးလက်ထက်တွင်ပေါ်ထွန်းခဲ့သူဟုအဆိုရှိသလိုအချို့သမိုင်းများတွင်အင်းဝခေတ်နေရပတိမင်းကြီးလက်ထက်ပကံမျိုးစားမင်းဖြူ၏တားတော်မင်းကျော်စွာဖြစ်သည်ဟုလည်းဆိုကြပါသည်ယင်းသည်ငယ်စဉ်ကတည်းကစာပေကျမ်းကန်ထက်မြင်းစည်းအားကစားနှင့်ပျော်ပါမှုကိုပုံမဝါဒနာပါသူဖြစ်သည်ယင်းကိုလူချစ်လူခင်ပေါ်များပြီးသဘောထားပွင့်လင်းသူအဖြစ်လူသိများကြပါသည်မင်းကျော်စွာသည်ခန့်ညားထဲဝါသောရုပ်ရည်ရှိပြီးစကားပြောကောင်းသူဖြစ်သည်မြင်းဤထူးခြားချက်တွေဟာမြင်းစည်းရာတွင်ကျွမ်းကျင်လုံးသဖြင့်လေဟုန်ထက်မြန်သည်ဟုပင်တင်စားကြသည်လောင်ကစားဝါဒနာပါပြီးကြက်တိုက်ခြင်းအန်စာကစားခြင်းတို့တွင်အချိန်ကုန်လေးရှိပါတဲ့တည်တရက်ကိုလည်းနှစ်သက်စွာတောက်သုံးတတ်သူဖြစ်ပါတယ်ယင်းသည်ပြည်သူတို့၏အခက်အခဲများကိုကူညီဖြေရှင်းပေးတတ်သဖြင့်လူထုကလင်းကိုချစ်ခင်အားကိုးကြပြီးကိုကြီးကျော်ဟုရင်းနှီးစွာခေါ်ဝေါ်ကြခြင်းဖြစ်သည်ကိုကြီးကျော်နတ်ဖြစ်ရခြင်းနှင့်ပတ်သက်၍အဆိုနှစ်ရက်ရှိတယ်လို့လည်းပြောကြပါတယ်အန်စာကစားရာတွင်ရှုံးနိမ့်ပြီးစိတ်မကောင်းဖြစ်ကာအတောက်လုံ၍တေးဆုံးသွားရမှနတ်ဖြစ်သည်ဟုလည်းချိုးကားဆိုကြသည်မင်းကျော်စွာရဲ့ဩဇာအာဏာကြီးမားလာမှုကိုစိုးရိမ်သောမင်းကြီးသို့မဟုတ်ရန်သူများကလှုပ်ကြံတက်ဖြတ်ခဲ့ရမှစိမ့်စိမ့်ဝါဝါနတ်ဖြစ်သွားသည်ဟုလည်းပြောစမှတ်ရှိသည်သူတေဆုံးသွားသောအခါလွမ်းဆွတ်တန်းတသူများကပကန်းမြို့တွင်နတ်ကိုဆောက်၍ပူဇော်ကြရာမှပကန်းမင်းကျော်အဖြစ်အထင်ကားရဖြစ်လာခဲ့သည်နတ်နန်းများတွင်ကိုကြီးကျော်ကိုအောက်ပါအတိုင်းတွေ့မြင်နိုင်ပါတယ်ပစိုးကွက်စိတ်ကိုတောင်ရှည်ဝတ်ကခေါင်းပေါင်းစကိုနားနောက်တွင်ဝဲကျနေအောင်ပေါင်းထားတတ်ပါတယ်လက်တစ်ဖက်တွင်ကြက်ဖောက်ကိုကွေ့ထားပြီးကြံတစ်ဖက်တွင်မြင်းဆက်ကြိုးသို့မဟုတ်အန်စာခွက်ကိုကင်ဆောင်ထားလေးရှိသည်အမြဲတမ်းပြုံးရွှင်နေပြီးပျော်ရွှင်နေသောပုံစံရှိသည်နှစ်စဉ်တစ်ပေါင်းလတွင်ပကန်းကြီးမြို့ယခုရေစကြိုမြို့နယ်ကိုကြီးကျော်နတ်ပွဲကိုစီကားတိုက်မြိုက်စွာကျင်းပလေးရှိသည်အရက်ချက်ကျော်နှင့်ကွန်စစ်လိတ်တို့ဖြင့်ပူဇော်လေးရှိပါတယ်ကိုကြီးကျော်နတ်ဝင်သည်များကမြင်းစည်းဟန်ကြက်တိုက်ဟန်များဖြင့်ကပြပူဇော်ကြပါတယ်စီးပွားရေးတက်လူသူများအမှုအခင်းဖြစ်နေသူများနှင့်ပျော်ပျော်ပါပါနေလိုသူများကကိုကြီးကျော်ကိုအာကိုတကြီးတိုင်တီလေးရှိကြပါတယ်ကိုကြီးကျော်သမိုင်းသည်မြမယဉ်ကျေးမှုတွင်လူတဘာဝကိုနားလေသောနတ်အဖြစ်ပုံဖော်ထားခြင်းဖြစ်သည်ကျင်းသည်အပြစ်ကင်းစင်သောသူတော်စင်မဟုတ်ပဲလူတို့၏ပျော်ရွှင်မှုအမှားယွင်းနှင့်ရဲရဲမှုတို့ကိုကိုစားပြုသောကြောင့်မြမပြည်သူများအကြားယနေ့တိုင်ထိလူတွေကိုယ်ကွယ်နေကြပါလေ